Hello မင်္ဂလာပါနော်ဒီကမိတ်ဆွေကိုခွန်အားပေးတော့အသွေးများဆိုတဲ့စောက်ထဲမှာရုပ်ဝတ္ထုကျွန်းမဖြစ်စေနှစ်ဆိုတဲ့ခေါင်းစဉ်လေးကိုတင်ပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်စလဲကြအောင်လွန်ခဲ့သောရာစုနှစ်တွင်တာမန်အမေရိကန်တာတိုင်းသည်ပစ္စည်း82မျိုးကိုအလိုရှိပြီးရင်းတို့တွင်18မျိုးကိုမရှိမဖြစ်ရေးပါသည်ဟုယူဆခဲ့ကြသည်အမေရိကန်နိုင်ငံသားရဲ့ပစ္စည်း82မျိုးကိုအလိုရှိတယ်ပစ္စည်း82မျိုးထဲမှာသူက18မျိုးကိုမရှိမဖြစ်လိုအပ်တယ်လို့ဆိုပြီးသူကယူဆကြတယ်ဒါပေမဲ့ပစ္စည်း82မျိုးဆိုတာဘာပစ္စည်းလဲဆိုတာမဖော်ပြထားဘူးဆက်ဖတ်မှာနော်ယခုထိုအမေရိကန်ဒီ496ခုကိုအလိုရှိပြီးရင်းမှ96ခုကစိတ်ချမ်းသာပျော်ရွှင်ရေးအတွက်မရှိမဖြစ်ပစ္စည်းဟုသတ်မှတ်ပါသည်နောက်ပြီးကြတော့အမေရိကန်တွေကဘာပြောလဲပစ္စည်း496ခုကိုအလိုရှိတယ်496ခုထဲမှာ96ခုကမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းဖြစ်တယ်လို့ပြောပါရနော်ဘာပစ္စည်းလဲဆိုတာသူတို့မဖော်ပြထားဘူးဆက်ပြီးမှဖတ်ပါနော်လူအများပြားတို့သည်ရင်းတို့လူနေမှုစနစ်မြင်မာရေးအတွက်မရှိမဖြစ်လိုအပ်သည်ဟုယူဆသောပစ္စည်းဥစ္စာတို့နောက်ပြည့်စုံအောင်လိုက်နာနေရမှုဖြင့်ရုပ်ဝတ္ထုတို့၏ကြေးကျွန်အဖြစ်တို့ရောင်မန်းမသိရောက်ရှိနေကြပါသည်ဒါတကယ်ကိုအဖြစ်ပြတ်ပါပဲနော်ဘာဖြစ်လို့အခုလူတွေကမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းဆိုတော့ဒီထက်မကလူတွေကဘာဖြစ်လဲကို့မှာမရှိမဖြစ်ဒါလည်းလိုအပ်တယ်ဟိုဟာလည်းလိုအပ်တဲ့အရာတွေကအများကြီးဖြစ်နေနော်ပြောချင်တာကိုမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းကိုပစ္စည်းထက်မလိုအပ်တဲ့ပစ္စည်းတွေမလိုအပ်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေအများကြီးသူကဖြစ်နေတာတွေ့ရှိရတယ်နော်ဒါကြောင့်မို့လူတွေကဘာဖြစ်လဲမလိုအပ်တဲ့ပစ္စည်းရဲ့ရုပ်ဝတ္ထုကြေးကျွန်တွေအဖြစ်ရောက်ရှိမှန်းမသိဘူးဆိုတာဆိုလိုခြင်းပဲဖြစ်ပါတယ်နော်သူအခါနဲ့ပတ်သက်၍အီမာစင်ဒီရုပ်ဝတ္ထုတို့သည်ကုန်ဒီထက်ရောက်နေပြီးလူသားမျိုးနွယ်ကိုစီးနှင်းနေသည်ဟုဆိုခဲ့ပါသည်ထိုအတိုင်းမျက်မှောက်ကာလတွင်မှန်ကန်နေပါသည်တကယ်လဲအခုမျက်မှောက်ခေတ်ကြီးမှာတကယ်မှန်ကန်တယ်နော်လူတွေကရုပ်ဝတ္ထုနောက်ကိုလိုက်တဲ့လူတွေလောကကြီးမှာအများကြီးတွေ့ရတယ်နော်ပစ္စည်းအစ်စ်အဆန်လေးထွက်လာပြီးလူတွေကလူချင်းတယ်တတ်မှတ်တယ်နော်ဒါလူတွေကရုပ်ဝတ္ထုရဲ့နောက်ကိုလိုက်နေခြင်းပဲဖြစ်ပါတယ်နော်ဆက်ဖတ်မယ်နော်ကျွန်တော်တို့ဒီဘဝတန်ဖိုးအမြင်ကြည်လျင်လိုအပ်ပါသည်တကယ်တမ်းတွင်လူသည်အရာရာဤဖန်တီးရှင်ဖန်ဆင်းရှင်ပင်ဖြစ်သည်ထိုဖန်တီးရှင်ကကိုဖန်တီးသောလက်ရာကိုတခင်အဆင့်တို့တင်ခြင်းဒီကမိုင်မဲခြင်းပင်ဖြစ်ပါသည်ဒီမှာတော့ရန်ကိုထူကြပါတယ်နော်လူတွေကကိုလှုပ်ထားတဲ့အရာလက်နဲ့ဖန်တီးထားတဲ့အရာကိုဖန်ဆင်းရှင်အဆင့်နေရာမှာတွားထားတာဖြစ်ပါတယ်နော်ကိုလက်နဲ့လှုပ်ထားတဲ့အရာတွေကိုဘာဖြစ်လဲဖန်ဆင်းရှင်နေရာမှာတွားပြီးမှထားတာတကယ်ကိုမိုင်မဲခြင်းပဲဖြစ်တယ်ဆိုတာဒါဒီစာအုပ်မှာဖော်ပြထားခြင်းပဲဖြစ်ပါတယ်နော်ဆက်ဖတ်မယ်နော်လူတွင်မရှိမဖြစ်လိုအပ်ချက်များအမှန်ပြင်ရှိတတ်ပါသည်သို့သောအများစုသည်ရှိ၍လိုအပ်သည့်အရာများဖြစ်သည်ထိုအချက်ကိုတည်တည်ကြကြစိတ်ဆုံသုံးသပ်ပြီးရုပ်ဝတ္ထုတို့ကိုဖိနှိပ်ထားလျင်ဘဝ၏အခက်အခဲဆုံးသောအချက်များကိုအတော်ပင်ဖြည့်ရှင်းပြီးသောအနေတို့ရောက်ပါလိမ့်မည်ရဲ့လူဟာရုပ်ဝတ္ထုတွေနော်ရုပ်ဝတ္ထုတွေကိုကဖိနှိပ်ထားမယ်ဆိုရင်ရုပ်ဝတ္ထုတို့တကယ်လိုအပ်တဲ့အရာတွေကိုပဲသုံးဆွဲမယ်မလိုအပ်တဲ့အရာတွေကိုလုံးဝကိုမသုံးဆွဲဘူးဖိနှိပ်ထားမယ်ရုပ်ဝတ္ထုကိုဦးစားမပေးဘူးဆိုရင်ဘာဖြစ်လဲဘဝရဲ့အခက်အခဲအားလုံးကိုဖြေရှင်းနိုင်မှာဖြစ်တယ်ဆိုတာဒီစာအုပ်လေးကပြောပြထားခြင်းဖြစ်ပါတယ်နော်ဒီစာအုပ်ထဲမှာမိတ်ဆွေတင်ကန်းစာယူမယ်ဆိုရင်အများကြီးယူလို့ရတယ်နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရောက်စီတန်ကိုဘိုင်ဘိုင်